ဒါတော့လေကားလက်ရန်နေထိတ်ကတိုက်ပုံလေးပါနော်ဒီလိုမျိုး site နဲ့ကြောကြီးကိုလိုက်လုပ်လို့ရတယ်ဒါမှမဟုတ်ခုကခုတခြား site တွေနဲ့ခွဲပြီးလုပ်ချင်နေရပါတယ်ဒါတော့လေကားလက်ရန်နေထိတ်မှာဆိုရင်အခုလိုမျိုးတိုက်ပုံလေးတွေကျွန်တော်တွေ့ရတတ်ပါတယ်ပြီးတော့ဒီမှာလောက်သွားတာအခုလိုကတော့လွယ်လေးပဲအရင်ကြီးမခက်ခဲဘူးဒီတော့မလို့တာတွေဖယ်လိုက်ပြီဆိုရင်ဒါကြီးကပုတ်ပေါ်တာတော့မအဲ့ဒါပြီးရင်ဒါကိုထပ်ပြီးတော့ပုတ်ထွင်းရမှာကတော့ဒါရိုက်တင်တာရိုက်ရမှာပေါ့နော်ပူးတင်တာပူးရမယ်ရိုက်တင်တာရိုက်ရမယ်အဲ့လိုမျိုးမှကျွန်တော်ဒါပုတ်ပေါ်လာပါဒီဒါတော့ခေါင်းရပြီဆိုရင်ဒီအလဲကောင်ကိုကျတော့အခုလိုမျိုးပိုက်နေရိုက်တယ်ပိုက်နေရိုက်ဆိုတာဒီတူနဲ့တိုက်ရိုက်လို့မရဘူးလားဆိုတော့လည်းမရဘူးเนาะရိုက်တဲ့ခါကျရောလေမလှတော့ဘူးသူမချောနေတော့ဘူးကွာတူနဲ့ရိုက်တော့တူရပေါ်သွားနိုင်ပါဒါအခုလိုမျိုးလေးပိုက်လေးခံရတာကြည့်ရတဲ့စင်ကြီးလေးလုံးလုံးလေးနဲ့တူတော့တာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒါကိုဝရီအပြည့်လိုက်ဆော်လိုက်နေရတယ်ဝရီမဆော်ပဲ spot တွေ့ပြီးတော့ပတ်တီလိုက်နေရပါပြီเนาะလောကအဆင်ပြေအောင်ပါ